နေတိုင်းကံကောင်းပြီးစိတ်ညစ်စရာတွေကင်းဝေးစေဖို့ဒီနေ့ကစပြီးမနက်ခင်းတိုင်းဒီတရားလေးကိုနှလုံးသွင်းပေးပါတင်းရဲ့တဏိတာဟာမင်္ဂလာအပေါင်းနဲ့ပြည့်စုံသွားပါလိမ့်မယ်စိတ်ကောင်းရှိမှကံကောင်းပါပါနေ့စဉ်ဒီချက်၃ချက်ကိုတတိယပေးပါနံပါတ်1ယနေ့ဟာအတိတ်စတင်ခြင်းဖြစ်တယ်မနေ့ကအမှားတွေအစင်မပြေမှုတွေကိုမနေ့ကမှပဲထားခဲ့ပါဒီနေ့ငါရဲ့လောက်ရက်တွေဟာငါရဲ့ကံစားတာပဲလို့နှလုံးသွင်းပြီးအကောင်းဆုံးကြိုးစားပါစိတ်တိလူတိနဲ့စတင်တူစီမှာလက်လာပါတွေကအမြဲဆောင်ကြုံနေတတ်ပါတယ်နံပါတ်2အရာရာဟာဖြစ်ပြီးရင်ပြတ်မှာလေအခက်ခဲကြုံရင်လည်းစိတ်မပြတ်ပါနဲ့အောင်မြင်နေရင်လည်းမန်မတက်ပါနဲ့အရာရာဟာခဏတာမို့တိတိငြိမ်ငြိမ်ရင်ဆိုင်ပါစိတ်တည်ငြိမ်လူရဲ့ဘဝဟာဘယ်တော့မှလမ်းမမားပါဘူးနံပါတ်2မေတ္တာဓာတ်နဲ့အလုပ်လုပ်ပါမိသားစုအပေါ်လုပ်ဖို့ကင်ဖက်အပေါ်